စစ်မကောင်းပါဘူးဆီမီဖိုင်နယ်ထိတက်လက်နိုင်ခဲ့ပြီးမှလက်ရှိချန်ပီယံဖြစ်တဲ့အာဂျင်တီးနားကိုနိုင်ဖို့အတွက်ရန်ဒီဆက်ခဲ့ပြီးမှပေါ့လေဒါပေမဲ့နောက်ဆုံးဒီမိနစ်30လောက်မှာခံစစ်ကိုပိတ်ဆို့ကစားခဲ့ရတဲ့အချိန်ကနေစပြီးတော့လူစားလဲမှုတွေထိပါဒီလူစားလဲမှုကလည်းပဲပွဲအချိန်ကိုပြတ်သွားခဲ့တာပါပွဲအချိန်ပြတ်သွားခဲ့တာတော့မှန်ပါတယ်ကျွန်တော်တို့တကူ3ညနဲ့ဥဆောင်ပြီးတာနဲ့ဒုတိယကိုရဖို့ကျွန်တော်တို့တေချာအောင်ထပ်လုပ်ခဲ့ဖို့ကြိုးစားခဲ့ပါသေးတယ်အဲ့ဒီနောက်ပိုင်းမှာတော့ကျွန်တော်တို့ဒီပွဲပေါ်ဖိအားပေးဖို့ရုန်းကန်ခဲ့ရတယ်ဘောလုံးပိုက်ဆိုင်မှုရယူဖို့ကျွန်တော်ရုန်းကန်ခဲ့ရတယ်ဘောလုံးကိုထိန်းထားနိုင်မှုလည်းကျွန်တော်ရုန်းကန်ခဲ့ရပါတယ်ကျွန်တော်ဆိုဂိုးအီရတဲ့ထိတောင်မှာဆင်းပြီးတော့ခံစစ်ကိုကူခဲ့ပါသေးတယ်ဟုတ်ပါတယ်ခင်ဗျားပြောသလိုမျိုးပဲပွဲပြီးကနေနာကျင်အချိန်ပိုအပါဝင်ပေါ့လေမိနစ်15မိနစ်လောက်အလိုမှာပဲဂိုးပေးလိုက်ရတယ်ဗျာကျွန်တော်ထင်တာတော့ပွဲကိုကျွန်တော်တို့စောစောစီးထိန်းမှုစူးစမ်းမိသွားတာကြောင့်လည်းဖြစ်နိုင်ပါတယ်လီနယ်မက်ဆီကအခုထပ်ထီကိုတားဆီးဖို့ခက်ခဲနေတော့မှသူ့ကိုရင်ဆိုင်ကစားရတာကဘယ်လိုခံစားချက်မျိုးရှိလဲဟုတ်ပါတယ်သူကသမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားတွေကတယောက်ဖြစ်တာကြောင့်မို့လို့သူ့ရဲ့လုံနိုင်စွမ်းကိုကျွန်တော်တို့သိပါတယ်ပွဲချင်းတော်များမှာသူ့ကိုကျွန်တော်တို့ထိန်းထားနိုင်ခဲ့တယ်ဒီလိုကစားသမားမျိုးကခရတီရဲ့အတိုင်းပဲလေအမြဲတမ်းအန်ဂျင်ရှိတယ်ကျွန်တော်တို့ကဘောလုံးသူ့စီရောက်တာနဲ့သူတို့ရဲ့ကစားကွက်ကိုအပြက်လဲအသက်သွင်းနိုင်တယ်ဆိုတော့ခင်ဗျားတို့မြင်တဲ့အတိုင်းပဲမဟုတ်လားဒါပေမဲ့ကျွန်တော်တို့ဘလောက်ပဲထိန်းထားပါနောက်ဆုံးမှာတော့သူ့ရဲ့ပုံစံတိုင်းပဲဂိုးဖန်တီးမှုတွေသူထပ်လုပ်ပြသွားခဲ့ပါတယ်ဘာမှတူချင်နဲ့သူလောက်ခဲ့တဲ့လူစားလဲမှုတွေပေါ်မှာမေခွန်းထုတ်ကြတယ်အများကြီးရှိနေပါတယ်သူဥဆောင်လာခဲ့တဲ့ပေါ်ဒါကတရားမျှတတယ်လို့မင်းထင်လားအပြစ်ပြောဖို့အချိန်မဟုတ်ဘူးဗျနီးပြားတွေကိုပြစ်ပြောလိုက်စားသမားတွေပြစ်ပြောလိုက်ဒါကပြစ်ပြောရမယ့်အချိန်မဟုတ်ကျွန်တော်တို့အတူတူနိုင်ခဲ့တယ်အတူတူရှုံးခဲ့တယ်အကယ်၍ဒီကစားကွက်ကသာအလုပ်ဖြစ်ခဲ့မယ်ဆိုရင်ခင်ဗျားချီးကျူးကြမှာအဲ့ဒီလူစားလဲမှုတစ်ခုတည်းကြောင့်လည်းမဟုတ်ပါဘူးလူစားလဲတယ်ဆိုတာကကျွန်တော်တို့ပိုတော့ကောင်းလာခဲ့ရမှာနိုင်ဖို့အတော်လေးနီးစပ်ခဲ့ပြီးမှဒီလိုနောက်ဆုံးအခိုက်အတန့်တွေမှာလိုအပ်နေတဲ့ဒီအချက်သေးလေးတွေကပေါ့လေကျွန်တော်တို့ကိုရှုံးဖို့ဖြစ်စေခဲ့တာပါဒါလောက်ပါပဲတွဲပြီးချင်းမှာမင်းရဲ့လက်တလောအမြင်တွေပါဖြစ်မလဲဟုတ်ကဲ့ကျွန်တော်တို့စိတ်ပြတ်မိပါတယ်ကျွန်တော်တို့နိုင်ဖို့အရင်နှိစက်ခဲ့တာပါဒါပေမဲ့ဂိုးသွင်းပြီးတဲ့အခါမှာတော့ကျွန်တော်တို့ဘက်ကပုံစံကပေါ့လေအရင်ပတ်စစ်ဖြစ်သွားခဲ့တာပေါ့ပတ်စစ်မစင်ပဲအလိုက်တင်မဲ့ဒီကစားတဲ့ပုံစံမျိုးပေါ့လေပြီးတော့အခွင့်အရေးတွေအများကြီးပေးလိုက်ရတယ်ကျွန်တော်တို့နိုင်ဖို့အတွက်နှိစက်ခဲ့ပေမဲ့ဂိုးရပြီးတဲ့နောက်မှာတော့ပွဲကိုဆက်မထိန်းထားနိုင်ခဲ့တာပေါ့လေတခြားပွဲတွေတုန်းကလည်းပဲလူစားလဲမှုတွေလုပ်ခဲ့တယ်ဒီပွဲမှာကအဲ့လူစားလဲမှုတွေကအလုံးမဖြစ်ခဲ့ဘူးလို့မထင်လားဟုတ်ပါတယ်ထင်ပါတယ်ပြီးခဲ့တဲ့ပွဲတွေတုန်းကလည်းတိုက်စစ်လူစားလဲမှုတွေလည်းကျွန်တော်လုပ်ခဲ့ပါသေးတယ်ကျွန်တော်တို့ကစားသမားတွေကိုလည်းကူညီဖို့ကြိုးစားခဲ့တာပါကျွန်တော်တို့လူစားလဲပြီးမှပဲဂိုးချက်ချင်းသွင်းခံလိုက်ရတာပါကွင်းလက်ဟာကွက်တွေကအရန်ပွင့်နေတဲ့အတွက်ကြောင့်မလို့နောက်တိုင်း9ရက်စနစ်နဲ့ကျွန်တော်တို့ပြောင်းလဲဖို့ဆုံးဖြတ်ခဲ့တာပါအဲ့ဒါကြောင့်မလို့ပဲကျွန်တော်ဒီခံစစ်ကနေပြီးတော့အမြင့်ဘောတွေကိုကောက်ကွယ်နိုင်ဖို့အတွက်ကျွန်တော်ဒီ back fight စနစ်နဲ့ကျွန်တော်ကစားခဲ့တာပါဘာလို့လဲဆိုတော့ကျွန်တော်တို့ဂိုးရပြီးတာနဲ့ချက်ချင်းပဲဒီလူစားမလဲခင်ပေါ့လေချက်တင်ဘောနေနဲ့ခွင့်ရည်တွေကျွန်တော်တို့အများကြီးပေးလိုက်ရတာမြင်တော့ကျွန်တော် back fight ကစားဖို့ဆုံးဖြတ်ခဲ့တာပါပွဲကစားခြင်းရဲ့အခြေအနေအရဒီဒုတိယကိုထပ်ရဖို့အတွက်စူးစမ်းကြည့်ဖို့စိတ်ကူမျိုးမျိုးခေါင်းထဲမှာရှိခဲ့ဘူးလားရှိတာပေါ့ဒါပေမဲ့လက်ထဲမှာဘောလုံးမရှိရင်အဲ့ဒါကဘာမှမဖြစ်လာဘူးလေကျွန်တော်တို့အခုဖြစ်သွားတာကခံစစ်ဇုံတွေကနေအပြင်ကိုမထွက်နိုင်ခဲ့တာပါကျွန်တော်တို့ဒုတိယကိုအတွက်သွားခြင်းခဲ့တာသိကြပါဒါပေမဲ့တိုက်စစ်ပိုင်းလူစားလဲမှုကအကူအညီဖြစ်လိမ့်မယ်လို့ကျွန်တော်မခံစားရဘူးကျွန်တော်တို့ရဲ့442ကစားကွက်တိုင်းပဲဆက်သွားခဲ့ပေမဲ့လို့ဒီတခြားအသင်းရဲ့ကစားကွက်တိုင်းပဲကျွန်တော်တို့လိုက်ကစားနေရတဲ့ပုံစံမျိုးဖြစ်နေခဲ့တာပါပြောချင်တာတိုက်စစ်မှုထည့်ရင်လည်းတစ်ဖက်တင်ကကစားကွက်တိုင်းကိုအလိုက်ထိုက်ပဲဖြစ်သွားမှာမလို့ကျွန်တော်မြင်နေလို့ပါဘောလုံးတွေကိုလည်းလိုက်မလူနိုင်ခဲ့တယ်လို့ဘောလုံးကိုလည်းထိမ့်မထားနိုင်ခဲ့ဘူးဒါကြောင့်မလို့ဒီကစားကွက်တိဆောက်ပြဿနာမဟုတ်ဘူးလို့ကျွန်တော်ထင်ပါတယ်ဂိုးရပြီးတဲ့နောက်ပိုင်းကျွန်တော်တို့အတွက်ဘာမှမပြောင်းလဲခဲ့ပေမဲ့သူတို့အတွက်ကတော့ပွဲကိုလုံးဝပြောင်းလဲသွားခဲ့ပါတယ်ဒါပေမဲ့ထပ်ပြောရရင်ကျွန်တော်ကစားကွက်ကပြဿနာမရှိပါဘူးအပြင်မှာဒီလိုဆွေးနွေးဝေဖန်မှုတွေရှိနေတယ်ဆိုတာတော့ကျွန်တော်နားလဲပါတယ်ဒါပေမဲ့ဝေဖန်ရေးသမားတွေဆိုတာထက်ပိုပြီးတိနားလဲကြတဲ့တန်းနဲ့ချီတဲ့နီးပြားတွေရှိနေပါသေးတယ်ဟုတ်ကဲ့ပွဲစဉ်တွေတိုင်းမှာပေါ့လေပွဲပန်းထားခဲ့ရတဲ့ခံစစ်တန်းပေါ်ကို PR တွေပို့ပြီးပေးလိုက်တယ်လို့ဖြစ်သွားတာလားဆိုတော့မေးခွန်းလည်းရှိနေတာမို့လို့လေကောင်းပါပြီဒါကိုနီးပြပေါင်းတန်းနဲ့ချီနဲ့ဆွေးနွေးလို့ရပါတယ်ကျွန်တော်ကတော့ကွင်းထဲမှာဆွန်ဘတ်ဂျက်တစ်ခုခုချရတာပါဒါကပွဲကိုကျွန်တော်ဘယ်လိုသုံးသပ်လဲဆိုတဲ့ပုံမှာမူတည်ပြီးတော့ကျွန်တော်ပဲတာဝန်ယူပါတယ်မရှိပါဘူးလောလောဆယ်မှာတော့နောင်တရတာတော့ဘာလို့မရှိပါဘူးအသင်းကအကုန်လုံးပေးဆက်ခဲ့ပြီးကျွန်တော်တို့နိုင်မှုအရင်နှိစက်ခဲ့တာပါကျွန်တော်တို့တကူ3ညနဲ့ဥဆောင်ခွင့်ရတာထိုက်တယ်လို့ပဲထင်ပါတယ်အခြေအနေတွေရကျွန်တော်တို့ရဲ့ပိုကောင်းတဲ့ပွဲစဉ်တွေကတပွဲဒါမှမဟုတ်ရင်အကောင်းဆုံးပွဲကိုကစားနိုင်ခဲ့တာလည်းဖြစ်နိုင်ပါတယ်အသင်းကထိတ်တန့်အဆင့်ရှိခဲ့ပေမဲ့
final ထိကျွန်တော်တို့မတည်ဆောင်နိုင်ခဲ့ပါဘူးလောလောဆယ်မှာနောက်တိုင်းရတာမျိုးမရှိပါဘူးအခုတိုင်ပွဲတစ်ခုလုံးကိုထိုင်ပြီးသုံးသပ်ရမယ့်အချိန်မဟုတ်သေးပါဘူးကျွန်တော်တို့ရှုံးထွက်ဖြစ်တဲ့ပွဲစဉ်တစ်ခုမှာရှုံးနေကြလို့ပြိုင်ပွဲကနေထွက်လာခဲ့ရတာပါဒီလောက်ပါပဲ Carnival က Gaston Recondo ပါအခုအာဂျင်တီးနားနိုင်ငံလုံးကလည်းပဲဒီ FIFA ရဲ့ထုတ်လင်းမှုကနေပြီးတော့နားထောင်နေကြသလိုမျိုးကမ္ဘာတစ်ခုလုံးကလည်းစောင့်ကြည့်နေကြတာပါအထူးအနေနဲ့မင်းကိုစောင့်ကြည့်နေတဲ့အာဂျင်တီးနားလူမျိုးတိုင်းကမင်းအခုဘယ်လိုခံစားနေရလဲဆိုတာရဲ့အချိန်တော့ကဗီဒီယိုတွေထဲမှာပဲမြင်ခဲ့ပြီးတော့ဒီနေ့မှာတော့တမိုင်းတွေကထာဝရအမှတ်တရဖြစ်ကြံခဲ့ဖို့မင်းကိုလည်းပါဝင်ဆင်နွှဲခဲ့ရတဲ့ဒီအချိန်တွေကိုဘယ်လိုဖြတ်သန်းခဲ့လဲဆိုတာသိချင်နေကြလို့ဖြေပေးပါဦးဟုတ်ကဲ့ဒီလိုချီမျိုးမှာပေါ့လေစကားပြောဖို့ကအရန်ခက်ခဲပါတယ်ဒါပေမဲ့မငုံမိအောင်တော့ကျွန်တော်စူးစမ်းသွားမှာပါဘာလို့လဲဆိုတော့ရင်ထဲအခန်းစားချက်တွေပြည်နေလို့ပါကျွန်တော်တို့စိစက်လျှောက်လန်းနိုင်ခဲ့တဲ့အရာအလုံးကတကယ်ကိုမယုံနိုင်စရာဖြစ်ပြီးတော့ဒါကကျွန်တော်တို့ရခဲ့တဲ့အကြီးမားဆုံးအောင်မြင်မှုကြီးပါပဲကျွန်တော်တို့တကယ်ကိုခက်ခဲတဲ့ပွဲတစ်ပွဲကိုအနိုင်နဲ့အဆုံးသတ်နိုင်ခဲ့ပါတယ်ပထမပိုင်းကအရန်ကိုရှုပ်ထွေးခဲ့ပြီးတော့သူတို့ကကျွန်တော်တို့ကိုကောင်းဖိအားပေးနိုင်ခဲ့တယ်ဒုတိယပိုင်းမှာတော့သူတို့ဂိုးသွင်းပြီးတော့ခံစစ်ဦးစားပေးကစားသွားခဲ့တယ်အဲဒီနောက်မှာတော့ကျွန်တော်တို့ဘောလုံးကိုပို့ပြီးထိန်းထားနိုင်ခဲ့ပြီးတော့ပွဲကိုဒီငြိမ်နဲ့ကန်တွယ်နိုင်ခဲ့တာပေါ့လေအဲဒီနောက်မှာတော့ကျွန်တော်တို့ဂိုးပေါက်ပွင့်သွားခဲ့တယ်ကွင်းထဲကအားပေးတဲ့ပြည်သက်တွေအားပေးမှုကနေပြီးတော့အားလုံးလွယ်ကူခဲ့တာပါဒီလိုပျော်ရွှင်မှုတွေကြောင့်စိတ်လှုပ်ရှားနေတာမြင်ရတာတကယ်ကိုငါတော့ဝမ်းသာစရာပါပေါ့လေအာဂျင်တီးနားလူမျိုးအလုံးဒီပါလဲဝမ်းသာနေကြတယ်မင်းတို့ပွဲကောင်းတစ်ပွဲကိုကစားနိုင်ခဲ့ကြတာပါစိတ်သက်ပိုင်းဆိုင်ရာတဲ့မကမှနဲ့ဘောလုံးကစားဟန်ပိုင်းမှာပါသူတို့ကိုအသာစီးရခဲ့တာပါပြောပါဦးဒီလိုအခက်အခဲတွေအားလုံးကိုဖျက်ဆီးပြီးတဲ့နောက်မျက်ခင်းပြင်ပေါ်မှာမက်ဆီရဲ့အောင်ပွဲခံမှုတွေကခံစားချက်တွေအများကြီးဖော်ပြနေပါတယ်အဲ့ဒီဂိုးကိုသွင်းယူပြီးတဲ့နောက်မင်းတို့ကိုတတိယမိတယ်ကျွန်တော်ရဲ့အမေပါကွင်းထဲကခုနကတည်းကကျွန်တော်ပြောခဲ့တဲ့အင်တာဗျူးသလိုပေါ့ကျွန်တော်အမေစီကျွန်တော်ဖုန်းခေါ်ခဲ့ရင်အမေကအလုပ်တွေမှာရှိနေတော့မယ်ဒါကြောင့်မို့ဒီအရာအလုံးကကျွန်တော်ဒီနေ့ခံစားခဲ့ရတဲ့အရာတွေပါအဓိကကတော့သူတို့အတွက်ပေါ့လေဘာလို့လဲဆိုတော့ကွင်းထဲကိုဝင်သွားတဲ့အချိန်မှာကျွန်တော်အမေတို့အကြောင်းကျွန်တော်ရဲ့သားသမီးတွေဇနီးနဲ့မိသားစုတစ်ခုလုံးအကြောင်းပဲတွေးမိလို့ပါပြီးတော့ကျွန်တော်ရဲ့အဖေပေါ့သူကဒီနေ့ထိဆက်ပြီးရှင်ပြန်ကစားနေနိုင်ဖို့အတွက်အဓိကတာဝန်ရှိဆုံးလူပါဘာလို့လဲဆိုတော့အမြဲတမ်းကိုကအသင်းကိုရှေ့တွန်းတင်ခြင်းပေမဲ့လည်းကိုယ်တိုင်ကလူစားလဲကစားသမားနေရာပဲရှိနေလို့လေဖီပြောသလိုပါပဲခေါင်းငုတ်တိုင်းရမယ်အလုပ်လုပ်ရမယ်ကြိုးစားရမယ်ပြီးတော့နှိမ့်ချမှုရှိနေရလာတဲ့အခိုက်အတန့်တိုင်းမှာကိုလုပ်ရမယ့်အရာအတွက်နစ်နာခံရမယ်တဲ့အခုလိုပွဲတွေကအခိုက်အတန့်ကလည်းပဲကျွန်တော်အမြဲတမ်းမျှော်လင့်ထားတဲ့အခိုက်အတန့်ပါပဲကျွန်တော်ပြောခဲ့ဘူးလို့ပါပဲငယ်ငယ်ကတည်းကလုပ်ခဲ့တဲ့ကြိုးစားမှုကြောင့်သာအခုလိုလုပ်နိုင်ခဲ့တာပါအခုတော့လဲအားလုံးကပျော်ရွှင်စရာတွေကြီးပဲဖြစ်နေပြီးတော့အခက်အခဲတွေကြားကနေလက်မလျှော့ပဲကြိုးစားနေတဲ့ဒီအသင်းရဲ့အားထုတ်မှုကြောင့်ပါပြီးတော့ကျွန်တော်တို့စီမှာကမ္ဘာအကောင်းဆုံးကစားသမားဆိုတဲ့စံပြပုဂ္ဂိုလ်လည်းရှိနေတာကိုဗျကဲမေးချင်တာကတော့အာဂျင်တီးနားကတခါမှမရှုံးမှုသေးတဲ့စပိန်နဲ့ final မှာကစားရတော့မှာပါ။တစ်ချိန်လုံးကမကစားလိုက်ရတဲ့ဒီ finalissima ကိုပြန်လဲစမ်းသစ်ကစားရမယ်ပုံပါပဲ။ဟုတ်ပါတယ်။မှန်တိုင်းပြောရရင်ကျွန်တော်တို့တွေ့ရမှာကအရေးချင်းအလွန်မြင့်မာတဲ့ပြိုင်ဘက်ပွဲစဉ်38ပွဲလုံးဆုံးပွဲမရှိအဆင့်တန်းတစ်ခုကိုပြသထားတဲ့ပြိုင်ဘက်အလွန်တော်တဲ့ကစားသမားတွေရှိတဲ့ပြိုင်ဘက်နဲ့ရင်ဆိုင်ရမှာပါ။ဒါကပို့သေးတင်တော့မဟုတ်ဘူးပေါ့လေ။ဒါကြောင့်မို့လို့ကျွန်တော်တို့ပွဲကောင်းတစ်ပွဲရှင်နှွှဲရမှာပါကမ္ဘာချန်ပီယံဖြစ်ခဲ့ပြီးတဲ့နောက်3နှစ်ခွဲအကြာမှာနောက်ထပ် final တစ်ခုကိုထပ်တက်လှမ်းနိုင်ခဲ့တယ်ဆိုတာအရင်ခက်ခဲလို့ကျွန်တော်တို့အစွမ်းကုန်ကစားဖို့အတွက်အခုချိန်မှာတော့နနားနေရမယ် final ပွဲစဉ်ကိုအကောင်းဆုံးပြင်ဆင်နိုင်ဖို့အတွက်တနင်္လာနေ့စွမ်းအင်တွေပြန်လည်ဖြည့်တင်ထားရပါမယ်ဟုတ်ကဲ့အာဂျင်တီးနားဝတ်လေခံတဲ့ကခံစားချက်တွေပေါက်ထွက်ပြီးတော့ပျော်ရွှင်ကခုန်တာတွေအကြောင်းကျွန်တော်တို့ကိုပြောပြနိုင်မလားနောက်ပိုင်းမှာဗီဒီယိုတွေမြင်ရတာမှန်ပေမဲ့လို့ထာဝရမှတ်တရဖြစ်ကျင်ရင်ကဲမဲ့အဲ့ဒီနေထွေးမှုတွေနဲ့မင်းတို့အသိမော်ချင်းပေါ့လေရင်တွေကရင်းနှီးတဲ့အခြေအနေလေးကိုနည်းလောက်မျှဝေပေးလို့ရမှာစကလုံးတွေနဲ့ရှင်းပြဖို့ခက်ခဲတဲ့ခံစားချက်မျိုးတွေပါပေါ့ကျွန်တော်စောစောကပြောခဲ့သလိုပဲပျော်ရွှင်မှုတွေဂုဏ်ယူမှုတွေနဲ့စွန့်လွတ်လက်နက်ခံမှုတွေကြောင့်ဖြစ်ခဲ့တဲ့ခံစားချက်တွေပေါ့လေကျွန်တော်တို့ကခုန်နေတဲ့အကြောင်းရင်းကတော့ final အသစ်တစ်ခုစီကိုထပ်ပြီးရောက်လာခဲ့လို့ရဲ့အသင်းရဲ့အဆင့်တန်းတစ်ခုကိုအမြဲတမ်းထိန်းထားနိုင်တာရဲ့ပြီးတော့ကျွန်တော်ဒီဆိုးဝါးတဲ့ရလဒ်တွေကိုပြောင်းလဲပြစ်နိုင်တာတွေရဲ့ကြောင့်ကခုန်နေကြတာပါကျွန်တော်တို့ကခက်ခဲတဲ့ပွဲစဉ်3ပွဲကနေလာခဲ့တာဖြစ်ပြီးတော့ဒီနေ့မှလည်းနောက်တစ်ချိန်ထပ်ပြီးတော့ရလဒ်ပိုင်းရအားနေနေတဲ့အခြေအနေကနေပွဲကိုပြောင်းပြန်ဆန်ခဲ့နိုင်တာပေါ့လေဒါကဒီအသင်းရဲ့စွမ်းဆောင်ရည်နဲ့စိတ်ဓာတ်အကြောင်းကိုကောင်းကောင်းသက်သေပြနေတာပါဒါကြောင့်မို့လို့အခု
နားမယ်နောက်လာမယ့်ပွဲကိုပြောကြီးကစားမယ်ဟုတ်ကဲ့ဒီနေ့ကျွန်တော်တို့လုံနိုင်ခဲ့တာတွေကိုကြည့်ရင်ဒါဟာတကယ်ကိုမယုံနိုင်စရာကောင်းတဲ့ခံစားချက်မျိုးပါကမ္ဘာဖလားဘလူးပွဲကိုနောက်တစ်ချိန်ထပ်မံတက်လှမ်းနိုင်ခဲ့တာကအရန်ကိုအဓိပ္ပာယ်ရှိပါတယ်ဆီမီဖိုင်နယ်မှာအင်္ဂလန်နဲ့ကစားခဲ့ရတာကတော်လေးကိုထူးခြားခဲ့ပြီးတော့ပွဲမစတင်ခင်ကတည်းကဒါဟာဘောလုံးပွဲတစ်ပွဲသက်သက်ပါပဲလို့ကစားခဲ့ကြပေမဲ့လည်းပဲတခါတလေမှာစိတ်ခံစားချက်တွေကိုထိန်းချုပ်နိုင်ပြီးတော့ခက်ခဲပါတယ်နိုင်ငံတော်ချင်းစားစုတွေကကျွန်တော်တို့ထူးခြားတဲ့ခံစားချက်ကိုခံစားခဲ့ရတယ်လို့ထင်ပါတယ်ပြီးတော့ဒီနေ့ပွဲကကျွန်တော်တို့အာဂျင်တီးနားသားတွေရဲ့ဘယ်သူမှမဆုံးရတဲ့ပွဲမျိုးလို့ထင်ပါတယ်အာဂျင်တီးနားနိုင်ငံသားတွေအတွက်ကနောက်ထပ်ပြောချင်စရာတစ်ခုထပ်ပြီးလက်ဆောင်ပေးနိုင်ခဲ့လို့ကျွန်တော်အနေနဲ့အရန်ဝမ်းသာပါတယ်ဒီအသင်းစုလေးကတော့ပြည်သက်တွေကိုပျော်ရွှင်မှုတွေဆက်တိုက်ဆိုသလိုပေးစွမ်းနိုင်ခဲ့တာကဖျားသခင်ကိုကျေးဇူးတင်ရမှာပါကျွန်တော်တို့အနေနဲ့သူတို့အားလုံးနဲ့အတူဒီပျော်ရွှင်မှုကိုမျှဝေခံစားခွင့်ရလို့ဂုဏ်ယူရတယ်လို့ဝမ်းသာပါတယ်အာဂျင်တီးနားမှာရှိနေတဲ့သူတွေရောဒီမှာရှိနေတဲ့သူတွေပါတခဲနဲ့ပျော်ရွှင်နေကြတာကိုမြင်ရတာကျွန်တော်တကယ်ပဲပျော်ရွှင်ပါတယ်တကဘာလုံးကပြည်သက်တွေကလည်းပဲတကယ်ကိုယူသွစရာကောင်းအောင်အားပေးခဲ့ကြတာပါနောက်တစ်ချိန်ကမ္ဘာဖလားဘလို့ပဲထက်ကစားရတာကကျွန်တော်တို့တန်တရားတွေမေးခွန်းတွေနဲ့ရောက်လာခဲ့တဲ့ဒီအသင်းရဲ့ပုံစံကိုပြသနိုင်ခဲ့ပါပြီပေါ့ရှားသခင်ရဲ့ကျေးဇူးကြောင့်အကောင်းဆုံး2သင်းစင်းတွေကိုဝင်နိုင်ခဲ့ပါပြီကျွန်တော်တို့ကချန်ပီယံဖြစ်ရောက်လာခဲ့တာပါပြီးခဲ့တဲ့4နှစ်တာအတွင်းမှာကမ္ဘာအကောင်းဆုံးအသင်းတစ်သင်းအဖြစ်ရပ်တည်ခဲ့တယ်ဘသူတွေပါပဲပြောဘသူတွေဘလောက်ပဲနာကျင်ဒီနေ့ပွဲမှာဘသူမှဂိုးအလဲကားမပေးခဲ့ဘူးဆိုတာသိမြင်ကြပြီမလားကမ္ဘာအကောင်းဆုံးတွေကတစ်သင်းအဖြစ်ထပ်မံရပ်တည်နိုင်ခဲ့တာမို့လို့ဒါကတကယ်ကိုကြီးမားတဲ့ပျော်ရွှင်မှုတစ်ခုလို့ပြောလို့ရပါတယ်ဘလူးပွဲတစ်ခုလို့အောင်ပွဲခံနေကြတာမြင်ခဲ့ရပါတယ်မင်းလည်းပဲအဲ့ဒီတိုင်းပဲလားဟုတ်ပါတယ်ကျွန်တော်တို့လည်းအဲ့လိုပဲခံစားခဲ့ရတာပါခုနကပြောသလိုပါပဲအခြားຢာတွေနဲ့မရောထွေးပဲနဲ့ဒါကဘောလုံးပွဲတစ်ပွဲဖြစ်ပေမဲ့အင်္ဂလန်နဲ့ကစားရတာအပြင်ဆီမီဖိုင်နယ်ပွဲလည်းဖြစ်နေတာဆိုတော့ကျွန်တော်တို့ပိုပြီးပျော်ရွှင်ရပါတယ်ဒါကကျွန်တော်တို့အာဂျင်တီးနားနိုင်ငံသားတွေရဲ့ဘောလုံးသမိုင်းအတွက်ဘလောက်အဓိပ္ပာယ်ရှိလဲဆိုတာသိတဲ့အတိုင်းပါပဲဒါကြောင့်ဒီနေ့ပွဲကိုအောင်ပွဲခံနိုင်ဖို့ကအရင်အရေးကြီးပါတယ်ပထမဆုံးအချိန်ဆိုတော့ဘယ်တော့မှမေ့မှာမဟုတ်ဘူးเนาะအမှန်တိုင်းပြောရရင်ခင်ဗျားပြောသလိုဟုတ်ပါတယ်ဒါကကျွန်တော်အတွက်ရောဒီအသင်းအတွက်ပါလိုအပ်နေတဲ့ဒီအရာလေးတစ်ခုပေါ့လေဘာဖြစ်လို့ဆိုတော့ဒီအသင်းကလောက်ကြဘာမှမကြံဒေါ်လာအောင်ကိုပြီးဆုံးနေတာပါပြီးခဲ့တဲ့ဖြစ်စဉ်တစ်ခုလုံးမှာသူတို့လောက်ခဲ့တာတွေအားလုံးကတကယ်ကိုခက်ခဲပါတယ်9ချိန်မြောက်ဘူလူပွဲစက်တိုက်ကစားခဲ့ရတာတွေဘာဖလားဘူလူပွဲကနောက်ချိန်ထပ်တက်နိုင်ခဲ့တာတွေအဲ့လိုမျိုးတွေပေါ့လေဒါပေမဲ့လိုအပ်ချက်ရှိတယ်ဆိုရင်လည်းပဲအခုအင်္ဂလန်ပွဲကိုဆီမီဖိုင်နယ်မှာနိုင်တဲ့လိုအပ်ချက်ပဲဖြစ်မှာပါအခုဘူလူပွဲကိုကျွန်တော်တက်နိုင်ခဲ့ပြီဆိုတော့ပြီးဆုံးသွားပြီပေါ့ဗျာဖရီမာမရှိတော့ကမင်းပြောခဲ့ဘူးလေငါနောက်တစ်ချိန်ကမ္ဘာဖလားကစားဖြစ်ပါမလားမသိဘူးလို့ပြောခဲ့တယ်မှတ်မိလားမှန်တိုင်းပြောရရင်အဲ့ဒီတုန်းကတကယ်မင်းပြောတော့ငါပြောခဲ့ဘူးပါတယ်ပြီးတော့နောက်ဆုံးအချိန်ထိစဉ်းစားခဲ့တယ်ဆန်းစစ်ခဲ့တယ်ကိုပေါ့လေစကာလိုနီနဲ့လည်းအများနဲ့ဆွေးနွေးခဲ့တယ်ကိုလုံနိုင်ပါမလားလို့ပေါ့တန်တရားဝင်မိခဲ့တာပေါ့လေဘာဖြစ်ဆိုလူကိုတယောက်အနေနဲ့မဖြစ်ချင်ဘူးပါသိတယ်မဟုတ်လားဖွင့်ထဲမှာပျော်ရှင်တဲ့ကစားခြင်းပျော်ရှင်တဲ့ကစားခြင်းလဲဆိုတာကလုံပြနိုင်သေးတယ်ကွာအဲ့လိုအသုံးဝင်သေးတယ်ဂတိကကစားသမားတူဖြစ်နေလဲကိုကစားနိုင်သေးလားပေါ့အဲ့လိုကိုတန်တရားဝင်မိတယ်လူပိုဖြစ်နေလဲမနေချင်ဘူးလေအဲ့ဒါကြောင့်မလို့ပါအခုလိုကစားနိုင်တယ်ဆိုတာကလည်းဒါဘုရားသခင်ရဲ့ကျေးဇူးကြောင့်လို့ပြောရမှာပေါ့ကျွန်တော်ကိုယ့်ကိုစင်တန်တစ်ခုမှရှိနေသေးတယ်ဆိုတာသိရတော့လဲပျော်ရှင်ရပါတယ်မင်းရဲ့ရှိမှရှိနေတဲ့အင်္ဂလန်ပြည်သက်တွေကလည်းသူတို့အသင်းကိုအားပေးနေကြတာမင်းမြင်တော့အဲ့ဒီချိန်မှာမင်းဘာကိုခံစားခဲ့ရလဲတကယ်ကိုစိတ်လှုပ်ရှားခဲ့ရပါတယ်တစ်ဖက်ကဂိုးပြန်သွင်းပြီးတော့တည်ကျသွားတဲ့အချိန်မှာပြည်သက်တွေရဲ့အားပေးမှုကိုပို့ပြီးလိုအပ်ခဲ့လို့ခံစားရပါတယ်ဘာလို့လဲဆိုတော့မိနစ်90အတွင်းမှာပဲကျွန်တော်တို့နိုင်တယ်ဆိုတာကမြင်နေရလို့ပါသူတို့ဂိုးအေရီယာရဲ့အထိကျွန်တော်တို့ရောက်ခဲ့တယ်အတွင်းပိုင်းကအပြင်ပိုင်းကကျွန်တော်တို့ဖြတ်တောက်ဝင်နိုင်ခဲ့တာပေါ့လေထက်တဲ့မော်တွေနဲ့ဒီဓာတ်ပေါက်ကနေလူပေးနေအခွင့်အရေးတွေအများကြီးဖန်တီးနိုင်ခဲ့တယ်သူတို့တွေကဆက်မကစားချင်တဲ့ပုံစံမျိုးဖြစ်နေပြီးတော့ကျွန်တော်တို့ကလည်းစီဆက်တိုက်စစ်ဆင်မှုအဲ့ဒီဂိုးစီးထဲမှာရှိနေခဲ့တာပါဒါကြောင့်မို့လို့တကိုးစီတီကြပြီးတဲ့နောက်မှာတော့ပြည်သက်တွေကကျွန်တော်တို့ကိုနောက်ထပ်တကူရအောင်အရန်ကိုအားပေးကူညီခဲ့ကြတာပါဒါကတကယ်ကိုကြီးမားတဲ့စိတ်လှုပ်ရှားမှုပါပဲဘာလို့လဲဆိုတော့ကျွန်တော်တို့အားလုံးနိုင်ချင်ကြတဲ့ပွဲတစ်ပွဲဖြစ်တယ်လို့ကျွန်တော်တို့ကမ္ဘာဖလားဘိုလ်လူပွဲစီနောက်တစ်ချိန်ပို့ဆောင်နိုင်ခဲ့တဲ့ပွဲတစ်ပွဲလည်းဖြစ်နေလို့ပါ